မိုးရင်းဆောင်းတဲ့အရောင်လိုက်ဖတ်တော့ဒါလေးမေဝဲမပြတော့ဒီလိုကတ်ပြတာနဲ့လည်းလုံးဝ fitting ကျတွေ့လားလိုက်တော့လေအောက်ကဆိုလို့ရှိရင်ကဘောင်းမီဒီ bear band တို့ပေါ့နော် bear band တို့နောက်ပြီးတော့ဒီ dead ပွားတော့80ရဲ့280ရဲ့ size က2 size ရှိမယ် plus size မိုက်ပေါ့နော်လေးကလည်းဒီအနက်ကလေးပဲစို့တောင်းတာပဲအနက်လေးရှိမယ်အော်ဒါလေးရှိမယ်ဟဲ့လှလိုက်တာတော့မမြင်တာကြည့်အောင်စိတ်က excess တွေပဲเนาะကဲလှလိုက်တာအနက်ကိုရမ်းကြိုက်နေတာကွာမမြင်တော့အနက်ကြိုက်တယ်ဆိုတော့လေအနက်ကိုမဲပြီးရောင်းနေရသေးတယ်အမှန်တော့ဒီမှာရှိသေးတယ်နော်ဒါလေးလည်းရှိသေးတယ်ကြည့်အောင်အသားတူတယ် brand တူတယ် Uniqlo တွေကအယောင်လေးတွေကွဲလို့အယောင်လေးတွေပြပေးရမယ်ဒါလေးရမယ်ဒါလေးလည်းလှလိုက်တာကျငိမ့်နေအသားလေးအယောင်လေးကငိမ့်နေနော်ဆိုတော့ဒါလေးလည်းရှိမယ်လှရတွေ့လားဒါလေးလည်းလှတယ်ပြီးတော့အညိုလေးဟဲလှလိုက်တာမမြင်တာကိုရောင်းပြီးကိုမမြင်အနက်ကလေးကိုကြိုက်နေလို့လေနော်ဒီမှာကြည့်ရလှရတွေ့သူကနဲ့သူဆိုလို့ရှိရင်ဒီနေ့ကတော့လောကအကွက်ဆန်းလေးတွေအကွက်လေးလှစားဒီနေ့ကိုပြောရနော်မိန်းကလေးတွေအတွက်ဒီနေ့ကတော့လေဒီလေးတွေအတွက်ပေါ့နော်အကွက်လှလှလေးထည့်ပေးထားတယ်ဒီမှာအနက်အညိုဒီမှာအညိုပြီးတော့ဒီအကွက်လေးကဲ3ခုရှိမယ်နော်သူကတော့ size လေးတွေဆိုလို့ရှိရင်ဒါတော့ excess ပဲကျန်တော့တယ်အရန်ကိုမှရောင်းကောင်းတော့ size တွေကတော့ဒါမင်းရှိရဲ့တန်တဲ့ size လေးပဲပြင်မယ်နော်ဒါလေးဆို excess ပဲကျန်တော့တယ်အနက်ကလေးကဒါလေးကြလို့ရှိရင်ဒါလေးလည်း excess နော်ဒါလေးကကျသူလည်း excess လေးရမယ်ပြီးတော့ size ကြီးဖြစ်တဲ့280ရမယ်ဒီအဖြူလေးကိုပြောတာနော်သူက2 size ရှိမယ်အမဲလေးကတော့ excess ပဲရှိမယ်တစ် size ကိုမှဒီတစ်ထည်ပဲရှိရလို့မင်းတို့ဒါပြီးရင် short ပေးမယ်ဈေးလေးပြောပေးမယ်နော်အဖြူလေးကတော့ excess ရယ်ပြီးလို့ရှိရင်80ပေါ့နော်280ပဲရမယ်နည်းနည်း size ကြီးသမားလေးရမယ်အညိုလေးကိုပြောပေးမယ်နော်အညို size လေးရှိလားကြည့်ပေးမယ်အညိုလည်းတစ် size ပဲရှိရမယ်နော်အညိုလည်း size ပဲဒါက280 size အညိုကတော့နည်းနည်း body ပြည့်တဲ့မတွေ size ကြီးသမားလေးပဲညိုကကြိုက်တယ်ဆိုရှင်အညိုက size ကြီးသမားလေးပဲရရမယ်280ရှိမယ်ဒါလေးကကြတော့အဖြူလေးကကြတော့80ရှိမယ်80ရှိမယ်သူကကြတော့2 size ရမယ်နော်အသေး size လေးနဲ့အကြီး size ပေါ့အဲ့လိုဖြစ်သွားမယ်တန်တယ်နော်ဒါလေးရောနော်ဒါလေးရောအသားရမ်းကောင်းတယ်ဒီလားအသားရမ်းကောင်းတယ် brand Uniqlo brand နဲ့ရနော်အသားရမ်းကောင်းတယ်အသားကောင်းတဲ့လောက်သူကဒီဇိုင်းလေးရောအယောင်လေးတွေရောတော်တော်မိုက်တာပုံစံလေးရောလူငယ်ဆန်တဲ့အနက်ဆိုလို့ရှင်လဲဒါပေမဲ့သူကတော့ခတ်တာ size ကတော့ကြိုက်တယ်ဆိုရင်တော့မှ excess size ပဲရှိရောမယ်အနက်ကလေးကနော်ဒါလေးဆိုရင်တော့2 size excess ဆိုပေမဲ့ရင်က40လောက်ထိရရင်တို့ပခုံးတို့ကနည်းနည်းလေးကတ်တင်လေးတွေကအဲ့လိုနည်းနည်းစီးစီးလေးသွားထားပေးရယ်ကွယ်နော်ရင်40 excess ကိုမှရင်40ပခုံးဆိုလို့ရှိရင်ပခုံးလေးနည်းနည်းကျဲတယ်ကြီးအောင်လုပ်ပေးထားရပေါ့နော်ဒါမင်းတို့ဆိုလို့ရှိရင် excess ဝတ်တာမဟုတ် small ဝတ်တာကိုယ်လေးဆိုဝတ်လို့ရမယ်ရှင်နေပါလေတက်မနေဘူးပေါ့နော်ဒါဆို40ဆိုတော့အဆင်ပြေဝတ်လို့ရတယ်နော် excess small ဆိုပေမဲ့ small အစားဝတ်လို့ရတယ်မူရင်းသေးလေးကသူလဲ8800ပဲနော်8800ဒါလေးနဲ့တော့မှဈေးကတူတယ်8800ပဲယူချင်တယ်ဆိုရှင်ဒီ light ထဲမှာကြိုက်တယ်ဆိုရင်69900နဲ့ပေးမယ်နော်မနော်69900နဲ့ယူဒါဆိုသူတို့နှစ်ခုကဈေးအောင်တူသွားတယ်နော် sport လေးတွေပဲယူဒါလေးတွေပဲယူမူရင်းရောင်းစရာတို့ကတူတူပဲလက်ရှည်နော်ဒါလေးဆိုလို့ရှိရင်တော်တော်တန်တဲ့လက်ရှည်ကိုဒီဈေးနဲ့ရတာ8000နဲ့မှ8000ရောင်းတယ်ပုံမှန်ရောင်းစင်းဆိုလို့ရှိရင်69900နဲ့ရမယ်ဒီ light ထဲနော်အယောင်အပြည့်ကတော့3ရောင်ရမယ် site တွေလည်းမင်းပြောထားပေးရနော်အယောင်လေးက3ရောင်ရပါမယ်6000နဲ့မှ9900ကြိုက်တယ်ဆိုလို့ရှိရင်6000ကျော်လေးနဲ့ဝေးရမယ် Uniqlo brand မှာနော်ပုံမှန်လေးက8000ကျော်ပါတယ်ကဲဒါလေးဒီဘက်မှာကြံနေရဲဒါလေးရောင်းမေးအောင်မယ်